မင်္ဂလာပါအမှန်မှ DeFi channel မှာကြိုဆိုပါရစေကျွန်တော် Junior ပါဒီနေ့မှာတော့ crypto လောကရဲ့အရေးကြီးတဲ့ user တစ်ခုဖြစ်တဲ့ investing နဲ့ trading တို့ရဲ့ကွာခြားချက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဆုံးမှာသင်တို့အနေနဲ့ဒီနီလန်းနှစ်ခုကို promotion စွာနားလည်သွားပြီဘယ်နီလန်းကသင်အတွက်ပိုတက်တော်မလဲဆိုတာကိုသိရှိသွားမှာပါ investing ဆိုတာရေရှည်မှာအကျိုးရှိအောင်လုပ်ဆောင်တာပါဒါက crypto ကိုဝယ်ယူပြီးအချိန်ကြာတဲ့အမျှတန်ဖိုးတက်လာမယ်လို့ယုံကြည်တဲ့နီလန်းပါဒီလိုအရင်းအနှီးတွေကိုလပေါင်းများစွာနှစ်ပေါင်းများစွာဒါမှမဟုတ်ဆယ်စုနှစ်တွေအထိကန်ထားနိုင်ပါတယ် investing လုပ်တဲ့အခါအခြေခံကျတဲ့တန်ဖိုးကိုကြည့်ပါတယ်ဥပမာ crypto လောကမှာဆိုရင် project အဖွဲ့လုပ်ငန်းစဉ်နဲ့လူထောက်ခံမှုတွေကိုကြည့်ပြီးရေရှည်မှာအောင်မြင်နိုင်မလားဆိုတာဆုံးဖြတ်ပါတယ်ရည်ရွယ်ချက်ကတော့တည့်ရဲ့အင်းကြီးကိုတစ်ဖြည်းဖြည်းများလာစေပြီးအတိုးနှုန်းတွေကိုအသုံးချတာပါတနည်းအားဖြင့် investing ဆိုတာမြန်ဆန်တဲ့ပြေးပွဲမဟုတ်ပဲ marathon ပြေးပွဲလိုပါပဲ trading ကတော့ရေတိုခွင့်လန်းတွေကိုအာရုံစိုက်ပါတယ်သင် trader တယောက်ဆိုရင်ရက်ပိုင်းနိုင်ပိုင်းဒါမှမဟုတ်မိနစ်ပိုင်းအတွင်းကင်ထားတဲ့လုပ်ငန်းစဉ်တွေရှိနိုင်ပါတယ်ရည်ရွယ်ချက်ကတော့ဈေးကွက်တက်ကြတွေကနေအမြတ်ထုတ်ဖို့ပါ trader တွေဟာသူတို့ရဲ့ကုန်သွယ်မှုတွေကိုအခြေခိုက်လုပ်ဖို့ chart pattern နဲ့ indicator တွေကိုအဓိကထားပါတယ်အခြေခံကျတဲ့အချက်တွေပါနိုင်ပေမဲ့ trader တွေဟာ trend နဲ့ momentum ကိုပိုဦးစားပေးပါတယ် trading ကအမြတ်စွန်းတွေမြင်ရနိုင်ပေမဲ့ risk လည်းပိုများပါတယ်ဈေးကွက်လှုပ်ရှားမှုတွေက risk များတာကြောင့်စီကံရှိမှုကျွမ်းကျင်မှုနဲ့ထိရောက်တဲ့ risk စီမံခန့်ခွဲမှုတွေလိုအပ်ပါတယ်အဓိကကွာခြားချက်များ investing ကစိတ်ရှည်ဖို့နဲ့ရေရှည် profit ရဖို့လိုပြီး trading ကရေတိုဈေးနှုန်းလှုပ်ရှားမှုတွေကိုအာရုံစိုက်ပါတယ် investor တွေက project ရဲ့အခြေခံကျတဲ့အချက်တွေကိုအာရုံစိုက်ပြီး trader တွေက chart pattern နဲ့ indicator တွေကိုအသုံးပြုပြီးမြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရပါတယ် investing ကစိတ်ပီစီမှုရှိနိုင်ပေမဲ့ trading ကဆုံးဖြတ်ချက်တွေမြန်မြန်ဆန်ဆန်ချရတာကြောင့်စိတ်ခံစားမှုထိချုပ်နိုင်စွမ်းပိုလိုအပ်ပါတယ်သင်စိတ်ငြိမ်ခြင်းပြီးစိတ်ပီစီမှုနည်းခြင်းနဲ့ဆိုရင် investing ကသင်အတွက်ဖြစ်နိုင်ပါတယ်ဝယ်ပြီးထားလိုက်လို့လုပ်နိုင်ပြီးအချိန်ကိုသုံးချနိုင်ပါတယ်ဒါပေမဲ့ investing မှာလည်းအနည်းအစွန်း 100% ရမယ်လို့အာမခံချက်မရှိပါဘူးသင် risk ကိုလက်ခံနိုင်ပြီး chart pattern နဲ့ indicator တွေကိုလေ့လာရတာကြိုက်တယ်ဈေးကွက်ကိုအမြဲစောင့်ကြည့်ရတာသက်သာမရှိဘူးဆိုရင် trading ကသင်အတွက်သင့်တော်နိုင်ပါတယ်ဒါပေမဲ့ trading မှာခိုင်မာတဲ့ နေ view ဟာတင်းကျပ်တဲ့ risk စီမံခန့်ခွဲမှုနဲ့အမြဲတမ်းသင်ယူနေဖို့လိုအပ်တယ်ဆိုတာသတိရပါနှစ်ခုလုံးနဲ့လုံးနိုင်ပါတယ်တချို့လူတွေကရေရှည် portfolio ကိုထိန်းသိမ်းထားပြီးရေတို trading အတွက်ငွေကိုစိတ်တပိုင်းသုံးပါတယ်သင် investor လား trader လားဒါမှမဟုတ်နှစ်ခုလုံးလားဆိုတာ comment မှာပြောလိုက်ကြပါခင်ဗျာကျွန်တော်က Junior ပါနောက်ဗီဒီယိုတွေပါတွေ့ကြပါမယ်ခင်ဗျာ